လုံးဝမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ present simple နဲ့ပတ်သက်ပြီးတော့မှဝေမျှပေးချင်ပါတယ်ကျွန်တော်တို့ tense တစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်အချက်3ချက်နဲ့လေ့လာလေးရှိပါတယ်ပထမတစ်ခုကကြတော့ form ဖြစ်တဲ့ပုံစံကိုလေ့လာရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့ uses ပါဘယ်လိုသုံးတယ်လဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်တတိယတစ်ခုကကြတော့ clues ဆိုတာဖြစ်ပါတယ်သေးလွန်စာတွေကိုလေ့လာရမှာဖြစ်ပါတယ်ပထမတစ်ခုဖြစ်တဲ့ form ကိုလေ့လာကြည့်ရအောင်သူရဲ့ form ထဲမှာတော့မှအချက်3ချက်ခွဲထားပါသေးတယ်ပထမတစ်ခုကကြတော့ရိုးရိုးဝါကြဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့အငြင်းဝါကြဖြစ်ပါတယ်တတိယတစ်ခုကကြတော့မေကွန်းဝါကြဖြစ်ပါတယ်ပထမတစ်ခုဖြစ်တဲ့ရိုးရိုးဝါကြကိုလေ့လာကြည့်ရအောင် subject လာမယ် verb လာမယ် object လာမယ် full stop လာမှာဖြစ်ပါတယ် subject နေရင် verb မှာ ses ပေါင်းထဲမယ် subject များရင်တော့ verb မှာ ses ပေါင်းထည့်စရာမလိုပါဘူးအငြင်းဝါကြပြောင်းမယ်ဆိုလို့ရှိရင် subject လာမယ် verb ဖြစ်တဲ့အတွက် verb အကူ do does ကိုအကူခေါ်ရမှာဖြစ်ပါတယ် do does not plus verb object လာမှာဖြစ်ပါတယ် full stop လာပါမယ် subject နေလို့ရှိရင် does ကိုအကူခေါ်မယ် subject များရင် do ကိုအကူခေါ်မှာဖြစ်ပါတယ်မေကွန်းဝါကြပြောင်းမယ်ဆိုလို့ရှိရင် do does ကိုအရှိကိုထုတ်မယ် subject လာမယ် verb လာမယ် object လာမယ် question mark လာမှာဖြစ်ပါတယ် uses ကိုကြည့်ရအောင်ဘယ်လိုသုံးတယ်လဲပေါ့နော် habitual action အလေးအထားတွေနဲ့ပြောတဲ့အခါမှာလည်းကျွန်တော်တို့ present simple ကိုသုံးပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် I get up early every morning ကျွန်တော်မနက်တိုင်းအိပ်ရာထားတယ်နောက်တစ်ခုကကြတော့အမြဲတမ်းတည်ရှိနေတဲ့အခြေအနေဆိုရင်လည်း present simple ကိုသုံးပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် I live in Yangon ကျွန်တော်ရန်ကုန်မှာနေတယ်ဆိုတဲ့အဓိပ္ပာယ်ကအမြဲတမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ present simple ကိုသုံးပါတယ်နောက်တစ်ခုကကြတော့ general true ဖြစ်ပါတယ်ရေဘူးရနဲ့ဆိုင်တဲ့အမှန်တရားတွေကိုပြောတဲ့အခါမှာလည်း present simple ကိုသုံးပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် water freezing at 0 degree Celsius ရေကသူမြ degree မှာခဲတယ်ဆိုတဲ့အခါမှာလည်း present simple ကိုသုံးပါတယ် general true ဆိုတဲ့ရေဘူးရနဲ့ဆိုင်တဲ့အမှန်တရားရဲ့လက်အောက်ထဲမှာတော့မှအချက်3ချက်ခွဲထားပါသေးတယ်ပထမတစ်ခုကကြတော့ universal true ဖြစ်ပါတယ်စစ်ကြောလာနဲ့ဆိုင်တဲ့အမှန်တရားဖြစ်ပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် the earth is round ကမ္ဘာမြေကြီးကလုံဝန်းတယ်နောက်တစ်ခုကကြတော့ eternal true ဖြစ်ပါတယ်ထာဝရအမှန်တရားပါ eternal true ကိုနောက်တစ်မျိုးခေါ်ပါသေးတယ် permanent true လို့လည်းခေါ်ပါတယ်အမြဲတမ်းမှန်ကန်တဲ့အမှန်တရားလို့ခေါ်ပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် man is mortal လူဟာသေမျိုးဖြစ်တယ်နောက်တစ်ခုကကြတော့ geographical statement ဖြစ်ပါတယ်ပထဝီနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာလည်းသုံးပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် the oceans are deep သမုဒ္ဒရာဟာနှက်ဆိုင်တယ်လို့ပြောတဲ့အခါမှာလည်းသုံးပါတယ်နောက်တစ်ခုကကြတော့ clues word ကိုကြည့်ရအောင်သေးလွန်စာတွေကိုကြည့်ရအောင်ဘာတွေပါလဲ usually always every day often sometime occasionally from time to time twice a day twice a month seldom hardly ever once a week once a month once a year daily weekly monthly yearly frequently generally normally လို့ပြောတဲ့အခါမှာလည်းကျွန်တော်တို့present simple ကိုသုံးပါတယ်ဒီအရင်မွေးလေးတွေကိုမြင်လိုက်တာနဲ့ဒါဒီ present simple မှာသုံးလဲဆိုတာကိုအလိုလေးအသိမှဖြစ်ပါတယ်ဒီနေ့ကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဗျ